အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မန္တလေးရန်ကုန်ရထားစီးခဲ့တဲ့အတွေ့အကြုံ vlog လေးဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ရန်ကုန်ကိုပဲသွားမန္တလေးကိုပဲပြန်လာအဝေးပြေးဘတ်စကားပဲစီးဖြစ်ပါတယ်အခုမီးရထားလက်မှတ်များကိုအရင်လိုမျိုးဘူရာတို့သွားရောက်ဝယ်ယူစရာမလိုဘဲနဲ့ online ကနေတိုက်ရိုက်ဝယ်ယူလို့ရတဲ့အတွက်ကြောင့်မလို့အတွေ့အကြုံသစ်အနေနဲ့ဒီမီးရထားခီးစဉ်ကိုစီးရခြင်းဖြစ်ပါတယ်မီးရထားလက်မှတ်တွေကိုတိုက်ရိုက်ဝယ်ယူလို့ရမယ်မြန်မာမီးရထား website link ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာဓာတ်ပုံအနေနဲ့ထည့်ပေးထားပါတယ်အခုမြင်ရတာကတော့ကျွန်တော်စီးခဲ့တဲ့အထက်တန်းတွေဖြစ်ပါတယ်ထိုင်းကုန်ပုံစံအနေအထားတွေကတော့ 2+1 ပုံစံမျိုးဖြစ်ပါတယ်တယောက်တည်းခီးသွားတဲ့သူတွေအတွက်တယောက်ထိုင်ကုန်ကိုရွေးချယ်ဝယ်ယူလို့ရတယ်လို့နှစ်ယောက်ဖြစ်စေမိသားစုနဲ့ဖြစ်စေခီးသွားတဲ့သူတွေအတွက်လည်းမိသားစုခုံတွေကိုရွေးချယ်ဝယ်ယူလို့ရပါတယ်မန္တလေးရန်ကုန်အစုံရထားကိုတော့မနေ့9နာရီတီမှစတင်ထွက်ခွာပါတယ်ရထားထွက်တဲ့အချိန်ကအရန်ကိုတိကျပါတယ်9နာရီဆိုတာနဲ့ထွက်ပါတယ်ရန်ကုန်ကိုခံမှန်းရောက်ချိန်ကတော့ည9နာရီခွဲဖြစ်ပါတယ်အခုဆိုရင်တော့မနေ့9နာရီတီမှမန္တလေးကနေရန်ကုန်ကိုစတင်ထွက်ခွာနေတာဖြစ်ပါတယ်မန္တလေးရန်ကုန်ရထားစီးရတဲ့အတွေ့အကြုံပြောရရင်တော့အရန်ဟိုမှအဆင်ပြေပါတယ်မန္တလေးရန်ကုန်ရထားစီးရတဲ့ခီးစဉ်ကြာချိန်ကပုံမှန်ဘတ်စကားတွေတဲ့အချိန်နဲ့ငယ်ပို့ကြပေမဲ့လည်းရထားစီးရတာအရန်ဟိုမှတက်တောင့်တက်တာရှိပါတယ်ကားမှုရတဲ့သူတွေအဲကုန်းမကြိုက်တဲ့သူတွေအတွက်ဆိုရင်တော်တော်ဟိုမှအဆင်ပြေပါတယ်ကျွန်တော်ကတော့ပုံမှန်ရထားစီးလေးစီးထားမရှိပေမဲ့ပုံမှန်ရထားစီးနေကြခီးသွားပြည်သူတွေကတော့ရထားအပြည့်နီးပါပဲကျွန်တော်ဒီခီးစဉ်ကိုသွားခဲ့တာက3လပိုင်းကဆိုတော့ရထားထွက်တဲ့အချိန်ကမှောင်နေတော့မှရှိပါသေးတယ်ကျွန်တော်သွားခဲ့တဲ့အချိန်မန္တလေးရန်ကုန်ရထားလက်မှတ်ခါကတော့အထက်တန်းကိုတယောက်ကို2000ခွဲကျပ်ရိုးတန်းကတယောက်ကို1000ခွဲကျပ်ဖြစ်ပါတယ်ရထားလမ်းတောင်းလျှောက်မြင်ရတဲ့ရှုခင်းတွေကတော့အမျိုးမျိုးပါပဲအရန်ကိုလည်းလာပါတယ်တဘာဝတရားကိုကြိုက်နေတဲ့သူဆိုရင်တော့အရန်သဘောကျမှသိကြပါတယ်အရန်လာတဲ့နေထွက်တဲ့မြင်မျိုးလေးပါရထားထွက်တာနဲ့ရထားပေါ်မှာဈေးရောက်တဲ့ဈေးသည်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဈေးသည်တွေကတော့အမျိုးမျိုးပါပဲ။မနေ့ပိုင်းဆိုကော်ဖီလက်ဖက်ရည်မုတ်လိုက်ရောက်တဲ့ဈေးသည်တွေလည်းရှိသလိုနေ့လယ်ပဲဆိုရင်တော့ထမင်းနဲ့ဟင်းလိုက်ရောက်တဲ့ဈေးသည်တွေလည်းရှိပါတယ်။ရေတန့်အေးဆေးလိပ်ကွန်းရအစရှိစီဖြင့်လိုက်ရောက်တဲ့ဈေးသည်တွေလည်းရှိပါတယ်။အစားတောက်တော့ကတော့တယောက်တည်းခီးသွားတဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေသလိုဝယ်စားတောက်လို့ရပါတယ်။မိသားစုလိုက်ခီးသွားတဲ့သူတွေအတွက်ဆိုရင်တော့မိမိကိုယ်တိုင်အိမ်မှာချက်ပြုတ်လာတာပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ကျွန်တော်တို့ငယ်တော့ကယထာစီပီခီးသွားတဲ့အခါမှာအဖေမေကအိမ်မှာကိုယ်တိုင်ချက်ပြုတ်ပြီးတော့မှယူလာတဲ့အတွက်ယထာပေါ်မှာသမင်းဟင်းစားတောက်ရတာလည်းအရန်ဟိုမှပြောဖို့ကောင်းတဲ့အမှတ်တရတစ်ခုပါပဲ။ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပါပဲရှုခင်းတွေကအမျိုးမျိုးအစုံစုံနဲ့အရန်ဟိုမှလာပါပါတယ်။အခုဆိုရင်တော့ယထာဟာပျော်ဝဲပူတာကိုစတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။မန္တလေးရန်ကုန်အမြန်ရထားဘူရာတေးသေးလေးတွေမှာမရက်ဖဲနဲ့ဘူရာကြီးတွေမှာသာရပ်တာပါကုန်တင်ကားကြီးတွေကိုအမိပြုပြီးတော့မှအယောင်းဝယ်လုပ်ကြတဲ့ကုန်တွေရှိတယ်လို့မြမမီးရထားကိုအမိပြုပြီးတော့မှအယောင်းဝယ်လုပ်ကြတဲ့ကုန်တွေလည်းအများကြီးရှိပါတယ်နေ့စဉ်သွားလာလှုပ်ရှားနေကြတဲ့ခီးသွားမိဘပြည်သူတွေရဲ့နေ့စဉ်လှုပ်ရှားမှုမြင်ကွင်းလေးပဲဖြစ်ပါတယ်ပျော်ဝဲမှုတာဖြစ်ပါတယ်ကုန်စိမ်းတွေကိုယထာနဲ့တည်ယူဖို့အတွက်စောင့်ဆိုင်နေကြတဲ့ကုန်စိမ်းကုန်တွေပဲဖြစ်ပါတယ်ပျော်ဝဲဘူရာကနေပြီးတော့မှဆက်လက်ထွက်ခွာလာတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ရမဲသိန်းဘူရာအဝင်ဖြစ်ပါတယ်ရမဲသိန်းပူရာမှာနိုင်ဝက်ခန့်နားပြီးတော့မှနောက်လာမဲ့ယထာကိုစောင့်ပါတယ်နောက်လာတဲ့ယထာကတော့မန္တလေးနေပြီးတော့အမြန်လေအိတ်ယထာဖြစ်ပါတယ်အဲ့ဒီလေအမြန်ယထာတွေကအဲကွန်းပါတဲ့အပြင်ကုန်ပစ္စည်းတွေလည်းပေးမတင်ပါဘူးလူတအုပ်ကိုခီးဆောင်အိတ်တစ်ခုသာပေးတင်ပါတယ်ပုံမှန်အမြန်ယထာတွေထက်လည်းပိုပြီးတော့မှမြန်ပါတယ်အဲ့ဒီလေအိတ်အဲကွန်းအမြန်ယထာကြော်တက်ပြီးတော့မှကျွန်တော်တို့စီးတဲ့အမြန်ယထာကဆက်လက်ထွက်ခွာပါတယ်3လပိုင်းရောက်လာပြီဆိုရင်အပူချိန်ကလည်းနည်းနည်းပိုးလာတဲ့အတွက်တွေးသမျှရှုခင်းတွေက66တွေ့ပါပဲတက်ကုန်းဘူရာကိုဝင်လာပါပြီ
beside your wandering dance. တက်ကုန်းပူရာကိုကြောလာပြီဆိုရင်နှွေစပါးစိုက်ခင်းတွေကိုစိမ့်စိမ့်ဆူဆူနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်လေကွင်းတွေတောင်ကုန်းတောင်တန်းတွေကိုတွေ့မြင်ရပြီဆိုရင်တော့နေပြည်တော်နားကိုနီးကပ်လာပြီလို့သိနိုင်ပါတယ်နေပြည်တော်ဘူရာကိုရောက်ပါပြီနေပြည်တော်ဘူရာဖြစ်ပါတယ်နေပြည်တော်ကြောလာပြီဆိုရင်တော့နှွေစပါးစိုက်ခင်းတွေကိုစိမ့်စိမ့်ဆူဆူနဲ့ထပ်မံမြင်တွေ့နိုင်ပါတယ်ကျေရောဘူရာအဝင်ဖြစ်ပါတယ်ဒီလိုမျိုးဘူရာသေးလေးတွေဆိုရင်တော့လူစီးမြန်ရထားကဘူရာမှာမရက်ပါဘူး Oh traveler, you carry the sun in your stride, leaving behind what I hold inside. If I ကျွန်တော်တို့စီးလာတဲ့အမြန်ရထားကတောင်ငူမြို့ကိုစပြီးတော့ဝင်နေပါပြီ may never get the chance. တောင်ငူမြို့ဟာအထင်ကြီးမြို့ကြီးတစ်ခုဖြစ်ပါတယ်16ရာစုစောပိုင်းမှာမင်းကြီးညိုကတောင်ငူကိုအခြေပြုပြီးနိုင်ငံတော်တည်ထောင်ခဲ့ပါတယ်တောင်ငူမြို့ဟာဘီရင်အောင်လက်ထက်မှာတော့အင်အားကြီးမားတဲ့အင်ပါယာတစ်ခုဖြစ်လာခဲ့ပါတယ် On some quiet, အခုမြင်တွေ့ရတာတော့နန်းမြို့ရိုးအဟောင်းတွေဖြစ်ပါတယ် I'll see you turn, and I'll be brave. But what if courage တောင်ငူဘူရာဖြစ်ပါတယ်တောင်ငူဘူရာဟာဘူရာကြီးဖြစ်တဲ့အတွက်ကြောင့်မလို့မီးရထားပြင်နဲ့မီးရထားစက်ကောင်းပြင်ုံတွေပါရှိပါတယ် your open gate? And I just stood, afraid of fate. If I don't take that step today, you'll vanish with the train, and I'll never see you. ဒီနေရာလေးကတော်တော်မှလှပါတယ်မီးရထားစက်ကောင်းတွေမီးရထားတွဲတွေဟိုရှေ့တုန်းကအသုံးပြုခဲ့တဲ့ရင်နှွေးငွေသုံးမီးရထားစက်ကောင်းတွေကိုပါတွေ့မြင်နိုင်ပါတယ်ဘူရာကြီးတစ်ခုအဖြစ်တည်တာထင်ရှားစေပါတယ်တောင်ငူဘူရာကနေပြီးတော့ဆက်လက်ထွက်ခွာလာတာဖြစ်ပါတယ်မန္တလေးရန်ကုန်ယထာစီးမဲ့သူတွေအတွက်အိမ်ကနေစားဖို့တောက်ဖို့ပြည့်ပြည့်စုံစုံယူလာရင်တော့ပိုပြီးအဆင်ပြေပါတယ်ကိုစားခြင်းနဲ့မုံလေးစားလိုက်ရှုခင်းလေးတွေကြီးလိုက်အရန်အောင်မှ relax ဖြစ်ပါတယ်ယထာစီးရတာတော်တော်မှအဆင်ပြေပါတယ်နည်းနည်းပူသလိုတော့ရှိပေမဲ့ brain box တွေဖွင့်ထားတဲ့အတွက်လေကတော့အမြဲတမ်းဝင်နေပါတယ်ထိုင်ရတဲ့အခါမှာလည်းတက်တောင့်တက်တာနဲ့ကြကြဝန်းဝန်းရှိလာပါတယ် public toilet တွေလည်းရှိတဲ့အတွက်တော်တော်မှအဆင်ပြေပါတယ်ကျွန်တော်ပထမတွေးထားတာကရန်ကုန်ကနေပြန်လာရင်တော့အဝေးပြေးဘတ်စကားပဲစီးမယ်လို့တွေးထားတာယထာစီးရတာအရင်အဆင်ပြေတဲ့အတွက်ဒီရန်ကုန်ကနေမန်းလေးကိုပြန်လာတဲ့အခါမှာလည်းယထာနဲ့ပဲပြန်ပြေးခဲ့ပါတယ်ကြောက်တကားဘူရာဖြစ်ပါတယ် Oh, traveler, you carry the sun in your stride, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside. ဆက်လက်ပြီးတော့မှညောင်လေးပင်ဘူရာကိုဝင်ရောက်လာတာဖြစ်ပါတယ်ညောင်လေးပင်ဘူရာကကိုလိုနီယယ်ပေတင်ပါကိုလိုနီယယ်ခေတ်ထက်ကစောက်ခဲ့တဲ့ဘူရာဖြစ်ပါတယ်ဘူရာအဆောက်အုံဒီဇိုင်းတွေကအရန်ဟိုမှအလှပလုံးပါတယ်ညောင်လေးပင်ဘူရာကနေထွက်ခွာလာပြီးမကြခင်မှာပဲပြွန်တန်စာဘူရာကိုရောက်ပါပြီ A tune I've never heard in languages I can't speak. ပြွန်တန်စာဘူရာဖြစ်ပါတယ် She writes down ပြွန်တန်စာဘူရာပြီးလို့ရှိရင်ဒိုင်ဦးဘူရာပါ and dreams she'll never keep. I sip my coffee, miss my cue, still anchored by my fear. မန္တလေးရန်ကုန်အမြန်ထားကြီးကတဖြည်းဖြည်းခုံမောင်းလာတာညနေစီးစာနေဝင်ချိန်ကိုတော့ရောက်ခဲ့ပါပြီစမ်းဆက်ကတော့ဘယ်ချိန်မဲဖြစ်ဖြစ်ဘယ်နေရာပဲကြည့်ကြည့်အမြဲတမ်းကိုလှပနေတာပါ You carry the sun in your stride, leaving behind
ပဲခူးဘူရာကိုရောက်တဲ့အချိန်မှာတော့တော်တော်လေးတော့မှောင်နေပါပြီအခုလိုမျိုး match လ3လပိုင်းအချိန်တွေကနေထွက်ချိန်နောက်ကျပြီးတော့မှနေဝင်ချိန်စောနေတတ်ပါတယ်ပဲခူးဘူရာပြီးလို့ရှိရင်တော့ဖျားသုံးစုဘူရာပါယထာကြီးကပဲခူးဘူရာကနေဆက်လက်ထွက်ခွာနေပါပြီSome quiet mountain ridge I'll see you turn and I'll အမြန်ယထာကြီးကပဲခူးကနေဆက်လက်ထွက်ခွာပြီးဖျားသုံးစုရွာသားကြီးတို့ကြောင့်ကလေးအစားသဖြင့်ဘူရာတွေကိုဖျက်ကျော်ပြီးမှတော့ရန်ကုန်မြို့ထဲကိုစတင်ဝင်ရောက်လာပါပြီမီးရောင်တွေစုံလင်စွာနဲ့လှပနေတဲ့ရန်ကုန်မြို့ကတိုက်ခန်းတွေဖြစ်ပါတယ် and I just stood afraid အမြန်ရထားကြီးကရန်ကုန်မြို့ဘူရာကြီး area အတွင်းကိုစတင်ဝင်ရောက်နေပါပြီဘူရာကြီးနာကယထာလန်ဂုံကျော်တရားဖြစ်ပါတယ်အခုဆိုရင်တော့ရန်ကုန်မြို့လယ်ကနာမည်ကြီးအဆောက်အုံတွေကိုလှမ်းပြီးတော့မြင်နေရပါပြီအချိန်အားဖြင့်လည်းည9:00 နာရီခွဲဝန်းကျင်လောက်ရှိနေပါပြီမန္တလေးရန်ကုန်အမြန်ရထားကြီးကရန်ကုန်ဘူရာကြီးသို့ဆက်ရောက်ပါပြီဒီရထားလက်မှတ်များကို online ကနေတိုက်ရိုက်ဝယ်ယူလို့ရမယ် website link ကိုကျွန်တော်နောက်မှာဓာတ်ပုံနဲ့တကွာထည့်ထားပေးပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့တကယ်ချင်းမိတ်ဆွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်